ဗျာဗလာရက်လိုက်အနေရှိတယ်ဗျာဗလာကဖိုးတေစကားမကြားသေးလားထိုအနီလုံးကြီးနှစ်ခုရှိရာတောင်ကြီးသို့ဆက်သွားနေတာကြောင့်ဖိုးတေလည်းသူ့အိတ်သောနေရာသို့လျင်မြန်စွာပြေးလျက်တနအားယူလာကမုတ်ဆိုးဒူးထောက်ထိုင်လျက်ထိုအနီလုံးကြီးနှလုံးရှိရာနေရာသို့နှစ်ချက်ဆင်ပြလိုက်တော်သည်ပြင်းထန်သောကော်ရိုင်ရန်ပေါက်ကွဲတံနှစ်ချက်သည်တိတ်ဆိတ်နေသောညတွင်ကျဲလောင်စွာထွက်ပေါ်လာတာကြောင့်အိမ်နေသောသူများပါအလန်တကြားနိုးလာကြရင်ဟိုဒီကြီးကဖိုးဒီပြမှန်တီ၍ဖိုးဒီထံသို့ပြေးလာကြသည်ဘာတွေ့လို့ပြစ်တာလဲကိုဖိုးဒီမေးကြရှိတာနောက်မှမေးကြပြို့ဗျာဗလာကိုအမြင်သွားခေါ်ကြမယ်ဟာဗျာဗလာတယောက်တည်းဘာလုပ်နေရလဲဗျာဗလာကတနတ်တန်ကြားသောအခါမှာလှန်လန်စာခြေလန်းအားရက်ခါအခုမှတတိယသူလိုပါဝင်ခြင်းအားကြောင်တောင်တောင်ဖြင့်လိုက်ကြည့်နေလာဗျာဗလာအမြင်ပြင်းလာဟင်ကျုပ်ဒီနေရာကိုဘလို့ရောက်နေရလဲကြောင်ကြီးကြည့်နေတော့ဗျာဗလာအားလင်းမြန်စွာဖိုးတီနေလင်းခိုင်တယောက်တစ်ဖက်လက်ဆွဲ၍ခေါ်လာကြ၏လင်းခိုင်မှာအခြေအနေအကြောင်းရင်းအားမသိသေးတော့လဲဖိုးတီ၏အရေးတကြီးပုံစံဖြစ်နေသည်ကိုတွေးရသောကြောင့်သူလည်းဖိုးတီခိုင်တယ်လို့နောက်မှဆောင်ရွက်ခြင်းပင်ဖြစ်သည်ဟေ့တတိထနောက်မှဗျာဗလာဖိုးတီနေလင်းခိုင်ဆွဲခေါ်လာချိန်မှာပင်သူတို့ဟာလှမ်းကြည့်နေသောအထမ်းသမားနှင့်လက်ပြန်တော်တို့မှာဖိုးတီတို့နောက်ကျောတောင်ကြီးမှတလုံးလုံးဖြင့်ရွေလျားလာသောအရာကြီးကြောင့်ကြောက်လန့်တကြားအော်ဟစ်သတိပေးလိုက်ကြခြင်းကြောင့်ဖိုးတီတို့လည်းနောက်သို့လှည့်ကြည့်လိုက်ကြစဉ်အောင်မလေးဘာအောင်ကြီးလဲလှုပ်ကြပါအောင်ဘာအောင်ကြီးလဲပြေးကြပြို့အဲ့ဒါမွေကျောင်းမဖွယ်ကကောင်းလွန်လာသောမြင်ကွင်းပင်ဖြစ်သည်ယထာကိုယ်တဲ့ခမ်းများအရွယ်အစားခန်းရှိကိုခန္ဓာနီးရဲတောက်ပြောင်နေသောမျက်လုံးကြီးဖြင့်မွေကြီးတကောင်သည်ဖိုးတီတို့နောက်မှခေါင်းထွက်ခါလာနေခြင်းပင်ဖြစ်သည်ထိုမြကြီးမားသောနှစ်ချုံမွေကြီးအားကြီးကထိန်လန်တကြားအော်ဟစ်နေကြသောလင်းခိုင်းနှင့်ဗျာဗလာအားဖိုးတီကပြေးရန်ပြောလိုက်ခြင်းပင်ဖြစ်သည်အင်မတန်ထိတ်လန့်ပွဲအနေထားပင်ဖြစ်သည်မွေကြီးကလျင်မြန်စွာလိုက်လာ၍သူတို့၃ယောက်အားမိလူမိခင်အချိန်တွင်လက်ပြန်တော်ကသူတို့၃ယောက်အတအားကဲလိုက်ခြင်းပင်ဖြစ်သည်လက်ပြန်တော်ကသူတို့ဒေသတွင်စင်ရိုင်းများ၆လိုက်ရာတွင်အသုံးပြုသောပြာအိုများလက်တစ်ဖက်မှကင်လျက်တစ်ဖက်မှမီးပုံအတွင်းမှမီးဆွဲလောင်နေသောထင်းတစ်ချောင်းအားကင်ကမွေကြီးအနီးရဲဝံ့စွာတိုးကပ်၍ပြာအိုများတစ်လုံးပြီးတစ်လုံးမီးကြီးလျက်၆လန့်ပစ်ခတ်လိုက်ခြင်းပင်ဖြစ်သည်မွေကြီးကပြာအိုများအဆက်မပြတ်အနီးကတပြောင်းပြောင်းပေါက်ကွဲနေခြင်းကြောင့်ဖိုးတီတို့နောက်လိုက်သောအရှိန်ရက်တန့်လျက်လာရလန်းအတိုင်းလျင်မြန်စွာပြန်လှည့်ကာတောင်ကြီးအတွင်သူ့နေရာသို့ဝင်ရောက်ပြောက်ကွဲသွားတော့သည်အင်မတန်ရဲစွမ်းတတ္တိရှိကတတ္တိရှိသောဉာဏ်ကောင်းသောလက်ပြန်တော်ကြောင့်သာသူတို့၃ယောက်အသက်ဘေးမှလွတ်မြောက်ခွင့်ရခဲ့ခြင်းပင်ဖြစ်သည်အစာကလက်ပြန်တော်အားလူကောင်သေးသေးကွေးကွေးခလေးတာတာအရက်ဖြင့်အထင်တသေးဖြစ်ခဲ့မိခြင်းအားယခုလိုအချိန်ကြာမှဖိုးတီတယောက်အထူးတလဲနောင်တရနေမိသည်လူတယောက်ကိုနောင်အမြင်နှင့်ဆုံးဖြတ်ချက်ချမစောရန်လက်ပြန်တော်ကသူ့အားလက်တွေ့ဥပမာပေးခဲ့ကြပြီဖိုးတီလိုအတွေ့မျိုးလင်းခိုင်လဲယခုလောက်ဆိုရင်တွေးနေလောက်ပြီဖြစ်သည်အားလုံးမိဘုံပြီးပြန်ရောက်တော့အိတ်ချင်စိမ်မရှိကြတော့ပဲမိဘုံအတွင်ထင်းချောင်များထက်တဲ့လျက်မိတဟုံတောက်လောင်နေစေကစကားဝိုင်းဖွဲ့ပြောနေကြတော့သည်တော်သေးတာပေါ့လက်ပြန်တော်ကြီးမင်းကဲလို့နော်မို့ဆိုငါတို့မလွယ်ဘူးဒီလိုပဲဟုတ်မလဲကိုဖိုးတီဟာတယောက်ဒုက္ခရောက်နေချိန်တယောက်ကူညီပေးရမှာပေါ့ကျွန်တော်တို့ကတခီးတည်းသွားနေကြတာလေညီညွတ်ရမှာပေါ့ကိုဖိုးတီတောင်ဗျာဗလာအတက်ကဲလိုက်တာပဲဒါနဲ့မွေကြီးနောက်တစ်ခေါက်ပြန်လာရင်မလွယ်ဘူးကိုဖိုးတီကျုပ်တို့စခန်းနေရာရွှေ့ကြရင်မကောင်းဘူးလားတခါမှမရဘူးသေးတဲ့တောထဲမှာညာကြီးမင်းကြီးစခန်းရွှေ့ဖို့မလွယ်ဘူးကိုလည်းပြန်တော်ကြီးပြန်မလာတော့တော့ပါဘူးကျုပ်တို့မနဲ့အလင်းအောင်နည်းနည်းရမှဒီကအမြန်ဆုံးခွာကြရအောင်ဒါနဲ့ကိုဖိုးတီဗျာဗလာမွေကြီးစီပါလို့သွားနေရလဲနောက်ကိုဖိုးတီဟာရောမွေရှင်မဘလို့သိရလဲကျွန်တော်ကတော့ဘာမှမသိပါဘူးဗျာအိမ်မက်မက်နေတယ်လို့ပဲကိုဖိုးတီတနတ်တန်ကြားမှာတတိဝင်လာပြီးငါဘယ်ရောက်နေလဲတောင်တော်ကြည့်နေမိအားအဲ့ဒါဘလို့ဖြစ်တာလဲကိုဖိုးတီလင်းခိုင်နေဗျာဗလာကတန်တော်ဖြင့်သူတို့တိလို့ဒီများအားဖိုးတီအားမေးမြန်းလာကြတော့၏ဗျာဗလာဖြစ်သွားတဲ့အဖြစ်အပျက်ကအညှို့ခံလိုက်ရတာပဲပြို
စပယ်ကြီးလိုမွေအမျိုးအစားတွေကနှစ်ကြိုင်ကြတယ်လို့သူတို့ရဲ့ညှို့တက်ကိုအဝေးကြီးအထိပို့လွတ်နိုင်တယ်အစောနာအကောင်ကြီးလိုမျိုးဆိုရင်တော့ညှို့တက်ကတော့ဘလောက်ထိပို့နိုင်မလဲမမှန်းစားတတ်ဘူးပြုတ်ညှို့ယူစားတတ်တာစမ်းတော့စမ်းတယ်နော်ကိုဖို့တီညှို့ခင်ရရင်အစောနာဗျာဗလာလို့ဖြစ်သွားဟာလားလူကိုညှို့နိုင်လောက်တဲ့မွေမျိုးတော့ကြုံမကြုံဘူးအောင်တရိတ်ဆန်ညှို့နိုင်လောက်တဲ့အကောင်အရွယ်စားလောက်ပဲမြင်မှုသေးတယ်တကယ်လို့မွေတကောင်ညှို့တက်ပို့လို့လိုက်တဲ့ခြေတကောင်ပဲဆိုပါတော့သူကဘလောက်ပဲပြေးပြေးနောက်ဆုံးကြမွေရှိပြန်ရောက်လာကြရတယ်အံ့ဩဖို့တော့ကောင်းတယ်ဗျတခါသတင်းမှတွေ့ဘူးလားလေတမင်တကောင်ကိုမျိုးထားတဲ့မွေပိုက်ကတကယ်အကြီးဖြစ်နေတယ်သူ့ပါဇက်နဲ့မျိုးရတော့တကယ်အံ့ဩဖို့ကောင်းတယ်ပါဇက်ပေါက်သေးသေးနဲ့သူတို့မှလည်းနီးလန်းရှိတယ်ကိုလင်ခိုင်ရမွေဟာတမင်တကောင်မျိုးမယ်ဆိုပါတော့သူတို့ကိုလုံးနဲ့တမင်ကိုရစ်ပတ်ပြီးအယိုးတွေကျိုးချေကောင်အောင်ညှက်ပစ်လိုက်တယ်ကိုလုံးအားကအတော်တန်တာနောက်သူ့ပါဇက်ကချွဲပြစ်ပြစ်အရေးတွေတားကောင်ပေါ်အန်ချပြီးတဆင်ချင်းဖြည်းဖြည်းချင်းမျိုးချတာမျိုးပြီးပြီဆိုတာနဲ့အဲ့ဒီမွေကဘဲမှမသွားနိုင်တော့အချိန်တော်ကြာသူ့အစာကြီးကိုအဲ့နေရာမှာငြိမ်နေရမှာတချို့မွေတွေဆိုဝါတော်ထဲမှာမိုးကြတားအောင်မျိုးပြီးနေတာမြစ်စိုးတွေထွက်တော့သူ့ကိုယ်လုံးကိုဖောက်ထွက်ကုန်တာသူ့အစာကြီးချင်းရောက်တော့သူ့ကိုယ်ပေါ်ပေါက်နေတဲ့ဝါဘက်တွေကိုရစ်ပတ်လိန်ချိုးပြီးသူ့လိုရသွားတော့တာဟာတကူလုံးစုပ်ပြက်ကုန်မှာပေါ့ကိုဖူတီယာဘယ်ရလားကိုလင်ခိုင်ရနှစ်ချုံမွေကြီးတွေကအသားကဘလောက်ဒဏ်ရာရရခဏခဏပြန်ဆက်တယ်ကျုပ်တို့ဒေတာမှာနှစ်ချုံမွေရလာလို့ဘိုက်ခွဲရင်တောင်ဝက်ချမ်းလေးတွေနဲ့ဘိုက်ကိုကန့်လန့်ခံထားရတာနှုံးမို့ဆိုရှေ့ကခွဲသွားလိုက်နောက်ကပြန်ဆက်သွားလိုက်နေမို့လေကိုဖူတီယာတော့တော်ရင်းအတွေ့အကြုံတကယ်စုံတာပဲဗျဟုတ်တယ်ကျုပ်တို့ခုမှကြားဘူးတာအတော်စိတ်ဝင်စားဖို့ကောင်းတယ်မွေအကြောင်းနည်းနည်းပြောပြပါအောင်ကိုဖူတီယာအိတ်လဲမိတ်ချင်တော့လင်ခိုင်နဲ့ဖိုးတီပြောဆိုနေကြသည်ကိုဘေးမှာနားထောင်နေကြသောဗျာပလာနဲ့လက်ပြန်တော်တို့ကပါမွေအကြောင်းပြောပြရန်တောင်းဆိုလာကြသည်အထံသမားနှစ်ယောက်ကမီးပုံမီတွင်စောင့်ချုံကကွေးလျက်အိပ်ပျော်နေကြတော့သည်အားလုံးတော့ကျွန်တော်လည်းမသိဘူးဗျစိတ်ဝင်စားဖို့ကောင်းတဲ့ထူးခြားတဲ့အကြောင်းအရာတစ်ခုလောက်ပြောပြမယ်မွေထဲမှာအထူးဆန်းဆုံးမွေလို့ဆိုရမယ်မွေတစ်မျိုးရှိတယ်ဗျအခုစပက်ကြီးလိုမွေမျိုးဟာတခြားရိတ်ဆန်တွေကိုညှို့ယူစားတောက်တာနော်ဒါပေမဲ့မွေကိုမွေချင်းညှို့ယူစားတောက်တတ်တဲ့မွေတစ်မျိုးလည်းရှိတယ်ဗျဟာထူးဆန်းလိုက်လားဘလို့မွေမျိုးတော့ကိုဖို့တီးရအလိုလေးအခုမှကြားဘူးတယ်အထူးဆန်းမွေကိုမွေချင်းညှို့ပြီးစားရတယ်လို့ဟုတ်တယ်ဗျို့ကျုပ်တို့တောတောင်ထဲမှာကျင်လည်ကြက်စားလာတာအဲ့ဒီမွေမျိုးရှိမှတခါမှမကြားဘူးမြို့ပြတွင်အနေများသောလင်းတိုင်မပြောနဲ့တောတောင်နဲ့မစိမ့်သောဗျာပလာရောလက်ပြန်တော်ပါဖိုးတီပြောပြသောမွေကိုမွေချင်းညှို့ယူစားတတ်သောမွေအကြောင်းပြောပြသောအခါအံ့ဩတကြီးဖြစ်သွားရတော့သည်မွေရတော့တိတ်မကြီးပါဘူးအကြီးဆုံးလူကြီးလက်ကဝက်လောက်ရှိတယ်တကူလုံးအဝါခွက်တွေနဲ့လူကိုကြိုက်လို့ဘာမှမဖြစ်ဘူးအစိတ်လည်းမရှိဘူးကျုပ်တို့ဒေတာဘက်မှာတော့အဲ့ဒီမွေကိုမွေသူတော်လို့ခေါ်တယ်ကျုပ်တခါတွေ့ဘူးတဲ့အဖြစ်ပြက်ပြောပြရရင်အဲ့ဒီမွေကတနေရာမှာငြိမ်ပြီးနေတယ်ဗျို့မွေလေးတစ်ကောင်ဟာခဏကြာတော့ပရီလေးတစ်ကောင်ကြိုက်ပြီးသူ့ပါဆက်ရှိချပေးတယ်မွေသူတော်ကအိုက်ပရီမစားဘူးနောက်တစ်ချိန်အဲ့ဒီမွေလေးကပရီကိုထားခဲ့ပြီးထွက်သွားပြန်တယ်အတော်ကြာတော့ဖားလေးတစ်ကောင်ကြိုက်ပြီးပြန်ရောက်လာပြီးမွေသူတော်ပါဆက်ရှိချပြီးပြန်တယ်မွေသူတော်ကဖားကိုလည်းမစားပြန်ဘူးဒီလိုနဲ့မွေလေးကအခောက်ခောက်အခါခါနှံကောင်လေးတို့အခြားအကောင်လေးတွေမွေသူတော်ရှေ့တစ်ခေါက်ပြီးတစ်ခေါက်သွားရှာပေးတယ်မွေသူတော်ကထုံးစံတိုင်းမစားဘူးပါမှနောက်ဆုံးကြတော့မွေကလေးကမွေသူတော်ရှေ့မှာခေါင်းထိုးပြီးစင်းစင်းလေးနေပြီးမှမွေသူတော်ကမွေကလေးကိုခေါင်းအစားပြီးမျိုးတော့တာပဲအဲ့ဒီတော့မှကျုပ်လည်းသဘောပေါက်တော့တယ်မွေသူတော်ကမွေကလေးကိုညှို့ယူထားတာမွေကလေးကသူ့အစားမခံရဖို့အစားတွေလာရှာပေးတယ်ဆိုတာဟုတ်ပေါ့အတော်ကြီးကိုထူးဆန်းတဲ့အကြောင်းအရာတွေပါလားဟုတ်ပါဗျို့ကျုပ်တို့တော့ကိုဖိုးတီနဲ့တွေ့မှမကြားဘူးတာတွေကြားရတယ်ကိုဖိုးတီကပြောပြမှာပဲသိရတော့တယ်ဟာဟာအချင်းချင်းအဲ့လောက်ကြီးမမြောက်ကြပါနဲ့ဗျာမိုးလဲလင်းခံနေတော့မယ်နောက်ဆုံးတစ်ခုပြောပြမယ်မွေမိတ်လိုက်တဲ့အကြောင်းပေါ့လောက်ပါအောင်စိတ်ဝင်စားတယ်ဗျို့ဖိုးတီပြောပြတော့အကြောင်းအရာများပေါ့အားလုံးကစိတ်ဝင်စားရှိကြခြင်းနဲ့အတူမနက်လင်းကန်ဤအလင်းရောင်များပင်အနှဲငယ်ရှက်တန်းလာပြီးဖြစ်သည်
မွေဒီမှာလဲတားပေါက်ဖို့မိတ်လိုက်တဲ့ຢာစီရှိတယ်အဲ့ဒီချိန်မွေးနှကောင်စပြီးလုံးထွေးမိတ်လိုက်ရင်ကနေတခြားအနီးနားပါဝင်းကျင်ကအစိတ်ရှိတဲ့မွေတွေရောအစိတ်မရှိတဲ့မွေတွေပါအဲ့ဒီအထက်ဝင်လုံးကြရင်တဖြည်းဖြည်းမွေတွေစုံပြီးမွေလုံးကြီးကကြီးပြီးတောတောင်တွေရှောင်လှိမ့်ပြီးသွားနေတတ်တယ်အကောင်ငယ်တဲ့မွေတွေကတော့ပြုတ်ကြကြဲနေတာပေါ့အဲ့ဒီအချိန်မှာရေမွေနဲ့မွေပွေးလဲဆက်ရှက်နိုင်တယ်ဒါကြောင့်အခက်မသိရေမွေကရင်တောင်တင်းနိုင်နေဆိုတာအဲ့ဒီကာလာကိုညှို့ဆိုတာဖြစ်နိုင်တယ်ကဲစကားကောင်းနေရတယ်မိုးလဲလင်းလာပြီအထမ်းသမားတွေကိုနှုတ်ပြီးခရီးဆက်ကြရအောင်မိုးလဲထိန်ထိန်လင်းလာပြီဖြစ်တာကြောင့်ဖိုတီတို့လူစုလဲအထုပ်ပိုးများပြင်လျက်ခရီးပြန်ဆက်ခဲ့ကြတော့သည်နေ့လယ်ပိုင်းလောက်တွင်ကလင်ခိုင်အကိုတောင်ဝင်ကြရာတောင်မော်ရွာငယ်လေးတို့ရောက်လာခဲ့ကြသည်ရွာငယ်လေးကအင်ဂျင်90ခန်းများဖြင့်တည်ထောင်ထားကတိုင်းရင်းသားလူမျိုးစုများနေထိုင်သောရွာငယ်ကလေးပင်ဖြစ်သည်သူတို့လူစုရွာသူကြီးအိမ်သို့တွားရောက်၍သူတို့ရောက်လာရသောကိစ္စအကြောင်းအကျိုးအားလက်ပြန်တော်မှတဆင့်ပြောပြစေသည်ဒါကဆရာလေးညီလေးလားဆရာလေးပျောက်သွားလို့ကျုပ်တို့တရွာလုံးလဲစိတ်တော့ကရောက်နေကြတာဆရာလေးနဲ့ရွာသားတစ်ဖွဲ့ထွက်သွားတာအချိန်တော်ကြာသွားပြီအခုဒီပြန်မရောက်ကြသေးဘူးဗျကျုပ်တို့လိုက်ရှာဖို့ကလည်းဘယ်သွားမှန်းမသိလို့ရှာဖို့အခက်သားရွာသူကြီးကဖုတ်တီတို့အုပ်စုဟာမြန်မာလိုတခွန်းချင်းပြန်ဖြေသည်သူကမြန်မာစကားအနည်းချင်းတတ်ထားဟန်တူ၏လင်ခိုင်ကသူ့ကိုတွားရောက်ရှာဖွေမိအကြောင်းပြောတော့အခါသူတတ်နိုင်သမျှကူညီမိဖြစ်ကြောင်းပြောလာသည်ရွာသူကြီးအိမ်တွင်ထိုတညအိတ်ဆက်ကြရင်ရွာလူကြီးကဖုတ်တီတို့အတွက်ရိတ်ခါများထပ်မံဖြည့်တင်ပေးလိုက်၍လန်ခီတွင်ဘေးအန္တရာယ်ကင်းစေရန်သူတို့ရိုးရာနာအားဖိုးတီတို့အားကုညီဆောင်ရှောက်ပေးရန်စုတောင်းပွဲပြုလုပ်ပေးလေသည်နောက်တနေ့မနက်တွင်ဖိုးတီတို့အဖွဲ့ရွာမှထွက်ခွာခြင်းရွာလုံးကျိုးများလာဟျောင်းနှုတ်ဆက်ခါရွာထိပ်အထိလိုက်ပို့ကြ၏သူတို့အဖွဲ့ရွာမှတနာရီခန့်ထွက်ခွာလာသောအခါသူတို့နောက်မှလူတစ်ယောက်ရေးကြီးတုတ်ပြပြေးလာကြောင်းပြပလာပြောတာကြောင့်အလုံးရခါနောက်သို့လှည့်ကြည့်လိုက်သောအခါအသက်50အရွယ်ခန့်လူတစ်ယောက်သည်လျင်မြန်စွာသူတို့အနီးရောက်လာရင်သူတို့အဖွဲ့အားကြည့်ကရိုးရာဘာသာစကားဖြင့်စကားများလှမ်းပြောလာ၏ကိုဖို့တီကိုလင်းခသူလဲကျုပ်တို့အဖွဲ့နဲ့ကိုလင်းတိုက်ကိုရှာဖို့လိုက်ပြရစီတဲ့ဘာလို့လဲဆိုတော့သူ့ယောဂဖြစ်ပြီးတင်မလို့ဖြစ်တဲ့အချိန်ကိုလင်းတိုက်သူ့အသက်ကဲ့ဘူးလို့တဲ့သူ့လိုနေငံတယောက်ပါလာတော့ဝမ်းသာစရာပေါ်လည်းပြန်တော့ဤဒါပေမဲ့အခုခကြီးကအခမတင်အသက်ပေးရနိုင်တယ်လို့ဒါကြောင့်စဉ်းစားပါလို့ပြောလိုက်ကွာဖိုဒီတို့ကထိုသူပြောသောစကားအားလက်ပြန်တော်ကဘာသာပြန်ရှင်းပြပြီးသောအခါဖိုဒီကအသက်ဆွရနိုင်သောခီအကြောင်းအားပြန်ရှင်းပြလိုက်သည်လိုက်မဲတဲ့ကိုဖိုဒီကသူကျေးဇူးရှင်တို့သူ့အသက်ကိုပေးရရင်လည်းမမှုဘူးတဲ့ဆရာလေးကသူတို့တနေလုံးရဲ့ကျေးဇူးရှင်မို့သူ့အသက်ကိုပေးရတဲ့ဒါဆိုလဲလိုက်ဖို့ပြောလိုက်ပါဗျာဖိုဒီတို့အဖွဲ့တွင်လိုက်ပါရခြင်းအတွက်ထိုသူကအထူးတလဲပျော်မြူးနေဟန်တူသည်ကျေးဇူးရှင်အားအသက်ဆုံးကူညီရမင်းဝင်မလေးသောလူမျိုးဖြစ်ရမင်းတူသည်သူ၏နာမည်အားထံမုံဖြစ်သည်ကအလောကိုင်ကမုံဆိုးဖြစ်သည်ကိုနောက်မှလက်ပြန်တော်ပြောပြ၍သိရ၏ထံမုံကျော်တွင်ကဒူးလေးတလန်းနှင့်အတူတထောင်ခန့်များရှိသောမြားရှည်လေးများအပြေအသိထဲထားကမြားဘူးအားလွယ်ပိုးလျက်ရှိနေ၏ခရီးတီကစီးနှင်းများတဖွာဖွာကျဆင်းလျက်မြင်လျက်ပါဝင်းခြင်းတောင်ကုန်းတော်ရမ်းများသည်နှင်းဝေရောအဖြူအောင်ခြုံလွှမ်းလျက်ရှိနေကတိုက်ခတ်လာတော်လေကအယိုးကွဲမတတ်အေးချမ်းလာသည်နေရာငိုကမမြင်တွေ့နိုင်တော့ပေကောင်းကင်သည်အမြဲတမ်းတိမ်ဆိုင်ကြီးဖြင့်ကာစီးနေလျက်ရှိနေ၏ထို့သောဖြင့်နှင်းတော်ကြီးအတွင်ခီးနေနေသည်မှာ3ရက်ခန့်ပင်ရှိနေကြပြီဖြစ်သည်တကြိမ်တွင်ဖြူလွှတ်လွှတ်အမွှေးစုပ်ဖာဖြင့်နှင်းဝင်ပလွေစေကောင်းခံသည်ဖိုးတီတို့လူစုတွားလန်းအားပိတ်ခါရှိနေသည်ကိုတွေ့လဲရ၏ရဲတင်းလာသောဝင်ပလွေများကလူကိုတွေ့၍ရှောင်မပြေးသည့်အပြင်ရှေ့သို့တလန်းချင်းတိုးလာကအဆွဲကြီးတဖွေဖွေဖြင့်အနေပြုမိအတွင်ရှေ့တိုးလာနေကြတော့၏တားကောင်ရှာဖွေမတွေ့ရှိ၍ငတ်မွန်နေသောဝင်ပလီများပင်ဖြစ်ရန်တူသည်နင်းဝင်ပလီများကအုပ်စုကောင်းမှာကကြားစင်များကိုပင်အုပ်စုဖွဲ့တိုက်ခိုက်ကြက
ဉာဏ်အလွန်များသောအကောင်များပင်ဖြစ်သည်ယခုလဲဖိုးတီတို့အဖွဲ့အားပတ်ချလဲလှဲ့ဝိုင်းလျက်တဖြည်းဖြည်းဗျိုင်တူနီးကပ်စွာတိုးဝင်လာနေကြခြင်းပင်ဖြစ်သည်အားလုံးကိုစီလက်နက်များထုတ်လျက်တယောက်ကျော်တယောက်ကတ်ခါအခြေအနေအားမျက်ခြေမပြတ်စောင့်ကြည့်နေကြတော့သည်အားလုံးသတိထားကြဟိလက်နက်တွေအသင့်ပြင်ထားကြဖိုးတီကသူ့လူများအော်ဟစ်ပြောဆိုလိုက်ကြရင်တဆက်ထဲလှင်မြန်စွာမျက်လုံးဝေဝိုက်လျက်ပတ်ချလဲဝိုင်းထားသောဝင်းပလွေအုပ်ကြီးဟာကြည်လိုက်သည်သူကယခုအဖွဲ့အားခေါင်းဆောင်လာသောဝင်းပလွေခေါင်းဆောင်အားလိုက်ရှာခြင်းပင်ဖြစ်သည်တွေ့ပါပြီအားလုံးထဲတွင်အကောင်နှဲငယ်ပိုကြီးကအမွေဆုပ်ဖာခေါင်းကြီးကြီးဖြင့်ဝင်းပလွေကြီးသည်ဝင်းပလွေခေါင်းဆောင်ဖြစ်ရမည်ဟုဖိုးတီတွက်စားမိလိုက်၏အကြောင်းအားထိုအကောင်ကြီးရှိတိုးလာလျင်ကြံအကောင်များကပါတိုးဝင်လာ၍ထိုအကောင်ကြီးရသောအခါကြံအကောင်များကပါလိုက်ရလိုက်ကြသောကြောင့်ပင်ဖြစ်သည်ဝင်းပလွေများ၏တကားကအော်မီလျက်တိုးဝင်လာတဲ့နေ့အတူတနတ်တများလည်းကျဲလောင်သောထွက်ပေါ်လာသည်ရုတ်ချီထိုကောင်းဆောင်ဝင်းပလွေကြီးသူတို့လူအုပ်ထံလွှားကနေခုံဝင်လာသောအခါကြံသောအကောင်များပါခုံဝင်လာတော့သည်ဖိုးတီကဝင်းပလွေကောင်းဆောင်အကောင်ကြီးအားမျက်ခြေမပြတ်စောင့်ကြည့်ထားကထိုအကောင်ကြီးခုံလိုက်တည်နေတပြိုင်နက်သူ့လက်အတွင်ကင်ထားသောတနတ်ဖျားမှမီးပွင့်သွားကထိုင်ကနေအတန်မြည်သွား၏ဝင်းပလွေကောင်ကြီးကလမ်းတော့မှာပင်မြေပြင်ပေါ်သို့ဖုတ်ကနေပြုတ်ကျသွားရင်ဒေါသတကြီးမန်ဖီလျက်ခဏကြာနှင်းများကြတွင်ငြိမ်သက်သွားတော့သည်လင်းခိုင်လေတနက်ပစ်တင်တန်းတက်ဖူးကလေ့ကျင့်ရင်ရှိသောကြောင့်သူ့ပြစ်ချက်ကဝင်းပလွေတကောင်ကိုထိသို့သောတေကားမသည်လှုပ်ရှားနေသောပြစ်မှတ်ကိုတခါမှမပြစ်ဖူးသောကြောင့်ပင်ဖြစ်သည်ထိုဝင်းပလွေကဒေါသတကြီးရှေ့သို့တိုးဝင်လာရာလေဝေတန်နှင့်အတူပေါက်ဓာတစ်ချောင်းသည်လေကိုခွင်းလာလျက်ဝင်းပလွေကောင်းတွင်တဲ့မှတ်စွာစိုက်ခါဝင်းပလွေကတခါတည်းငြိမ်သက်သွားတော့သည်ပေါက်ဓာပိုင်ရှင်ကလက်ပြန်တော်ပင်လေ့ကျင့်ရေးပြေဝါကလက်မန်းလဲတဲ့လွန်းလာသောပြစ်ချက်မျိုးပင်ဖြစ်သည်ဗျာပလာ၏လက်နက်ကထူဆန်း၏ကျိုးဖြင့်ရက်လှုပ်ထားသောအဝိပြားပေါ်တွင်တန်လုံးထဲကလက်ဖြင့်ဝေလျက်တန်လုံးအားလိုရာနေရာသို့ပြစ်လိုက်ခြင်းပင်ဖြစ်သည်သူ့တန်လုံးပြစ်ချက်များကတစ်ချက်တစ်ကောင်ပင်ထို့ကြောင့်ထိုဝင်းပလွေများကသူတို့အနားမကတ်တာပေတအိမ်အိမ်ဖြင့်တန်လုံးထိမှန်လျက်နောက်ဆုံးနေလျက်ရှိတော့၏ခဏကြာသောအခါဝင်းပလွေများကသူတို့ခေါင်းဆောင်တည်ဆုံးသွားခြင်းနှင့်အတူဒရဇက်တန်လုံးများထိမှန်နေ၍အနာရှိနှင်းများဖုံးလွှမ်းနေသောကြောက်တုံးများကြားဝင်ရောက်ပြောက်ကွယ်သွားတော့သည်ယခုကပတ်ဝန်းကျင်သည်တိတ်ဆိတ်လျက်ရှိနေကဖြူဖွေးသောနှင်းမြေပေါ်တွင်သွေးရောင်များဖုံးလွှမ်းနေလျက်ဝင်းပလွေသုံးကောင်လဲကျတည်ဆုံးနေတော့၏ကိုဖိုးတီကတော့ပြစ်ချက်တိကြရပြုတခါတည်းဝင်းပလွေကြီးကားကနေဆင်းသွားတာလက်ပြန်တော်ဤသူတို့နယ်မှာတော့ကိုဖိုးတီကတနက်ပြစ်တာဘလောက်တော်လဲမမေးနဲ့ဘွဲ့တောင်ရထားတယ်စိုးစမ်းမအောင်ဗျာဘာဘွဲ့တော့လက်ပြန်တော်ကဖိုးတီတနက်ပြစ်တော်ကြောင့်ချီကျူးရလင်းခိုင်ကအားကြမခံတက်တော်ဝင်တော်သူ့အတိထံမှတိရသောဖိုးတီပွဲအားပြောခြင်းကိုဗျာပလာကပါဝင်မေးလိုက်ခြင်းပင်ဖြစ်၏ပြစ်မလွဲဖိုးတီတယ်ဗျကိုဖိုးတီပြစ်ချက်တိုင်းလွဲခဲ့လို့တနယ်လုံးတင်စားခေါ်ထားတာတင်လဲတင်စားလောက်ပါတယ်ဗျာပြစ်ချက်ကြီးကတကယ်တိကျတယ်ဟုတ်ပါဗျာခုံးလာတဲ့ဝင်ပလွေကိုအချိန်စမှန်းပြစ်တာတကယ်နှလုံးသားတက်တဲ့ဖိုးတီကသူ့ဟာချီးမွမ်းနေကြခြင်းကိုမကြားဟန်ပြ၍ခရီးဆက်ရန်သာပြင်လိုက်သည်လေပြင်းများသည်တော်ဝေါမြည်လျက်တိုက်ခတ်လာ၏တိုက်ခတ်လာသောလေပြင်းနှင့်အတူစီးနှင်းဘက်များကလွင့်ပါလျက်ရှိနေသည်ထံမုံကမျက်စိမျက်နှာပြက်လျက်ပါးစပ်မှတိုးရေရွတ်နေလျက်ရှိသည်ကိုဖိုးတီထံမုံပြောနေတယ်တောတောင်ရှင်မှာဒေါသကြောင့်အခုလိုယာတီဥရုချက်ချင်းပြောင်းလဲသွားတာတဲ့အဲ့ဒါရေးမကြည့်ဘူးလည်းပြန်တော့အခုလိုယာတီဥရုနဲ့ခရီးဆက်ဖို့ဘလို့မှမဖြစ်နိုင်တော့နားဖို့နေရာတခုအမြန်လိုက်ရှာမှဖြစ်တော့မယ်ဘုဒ္ဓစကားကြောင့်အာလုံးလှုပ်လှုပ်ရွရွဖြင့်နားခုံမိနေရအားလိုက်ရှာကြတော့၏ယာတီဥရုကဘယ်နေရာကိုမှလမ်းမမြင်နိုင်အောင်စီနေများလေနှင့်အတူလွင့်ပါတိုက်ခတ်နေခြင်းကတဖြည်းဖြည်းပို၍ကျန်းလာသည်မကြမီနှင်းမုန်တိုင်းကြာရောက်တော်မူသူတို့လူစုကကံကောင်းထောင်းမှစွာကြောက်တောင်ကြီးတစ်ခုအောက်တွင်
လှိုင်ကိုငယ်လေးတစ်ခုတွေ့တာကြောင့်ထိုးလှိုင်ကိုအတွင်းသို့ဝင်ရောက်လိုက်ကြတော့သည်ကိုကအတော်အသင့်ကျဲဝန်းကတပ်ဖက်ပိတ်ကိုမျိုးပင်ဖြစ်သည်အနီးအနားတွင်တွေ့ရသောတစ်ကိုင်းကြောင်များဖြင့်ကိုအတွင်းမီးပုံတစ်ခုပြုလုပ်ခါချမ်းအေးလာသောကြောင့်အာလုံးမီးပုံဘေးတွင်ဝိုင်းဖွဲ့ကထိုင်နေကြလျက်ရှိသည်လက်ပြန်တော်တောတောင်ရှင်မဆိုတာဘာတူလဲကျုပ်တို့နားလည်အောင်တစ်ချက်လောက်သူ့ကိုမေးပေးပါလားထံမုံပုံစံကယခုချိန်ထိတွေ့ပြန်နေပုံမီပါဇက်မဒရုတို့ဖြင့်ကြည်ရသည်မှာသူပြောသောတောတောင်ရှင်မအားတောင်းမှန်တူရှိုးနေပုံရသည်ဖိုးဒီစကားကြောင့်လက်ပြန်တော်ကထံမုံထံတောတောင်ရှင်မအကြောင်းမေးမြန်းလျက်ရှိနေ၏အတော်တန်ကြာမှသူတို့ရိုးရာဘာသာစကားဖြင့်ပြောဆိုကြရင်ထံမုံပြောတာကတောတောင်ရှင်မဆိုတာအခုကျွန်တော်တို့ရောက်နေတဲ့နေမြေမှာရှိနေတာတဲ့သူပြောပုံအရတောတောင်ရှင်မကသူတို့ဘိုးဘွားတွေလက်ထက်ကလေးကရှိနေကြတာတဲ့ထူးခြားမှုတစ်ခုကသူတို့အသက်တွေဒါကြီးသွားတယ်တောတောင်ရှင်မအသက်ဟာကြီးမလာပဲနှုတ်ပြိုနေစေတဲ့ဒါကြောင့်သူတို့တနေ့တုန်းကတောတောင်ရှင်မကိုတကိုးရှင်နတ်ဖျားမအဖြစ်သတ်မှတ်ထားကြတာတဲ့ထူးတော့အတော်ထူးဆန်းတဲ့အကြောင်းအရာတွေပဲလက်ပြန်တော်ဒါနဲ့သူတို့ပြောတဲ့တောတောင်ရှင်မဘယ်မှာနေတာလဲတွေ့ဘူးကြရဲ့လားသူတို့ပြောတာကတော့တောတောင်ရှင်မရှိရာအရက်မှာနှင်းဝင်ပလီအုပ်လိုက်ကြီးတွေ့နိုင်ပြီးဝင်ပလီတွေကြားကမိန်းကလေးတယောက်ပါလာတတ်တယ်တဲ့တွေ့ဘူးတဲ့သူတွေကတော့အဲ့လိုပြောကြတာပဲနောက်ပြီးသူ့နယ်မြေမှာဝင်ပလီတကောင်တတ်မိရင်အဲ့ဒီလူကတောတောင်ရှင်မနဲ့ထိတ်တိုက်ရင်ဆိုင်ရပြီးပြောတာပဲကိုလင်းခိုင်ရဒါဆိုကျုပ်တို့တောတောင်ရှင်မနဲ့ရင်ဆိုင်ရတော့မှာပေါ့လက်ပြန်တော်သူပြောတာမမှားဘူးဆိုရင်တော့ကျုပ်တို့ကတောတောင်ရှင်မနဲ့ကိုဖိုးတီထိတ်တိုက်ရင်ဆိုင်ရတော့မှာပဲနောက်ပြီးဘာဖြစ်လဲလက်ပြန်တော်လက်ပြန်တော်ကစကားတပိုင်းလက်စဖြတ်ထားလိုက်တာကြောင့်ဖိုးတီကမေးလိုက်ခြင်းပင်ဖြစ်သည်ပြောရမှာတော့နမိတ်တော်မရှိဘူးကိုဖိုးတီဒါပေမဲ့ပြောရတော့မှာပဲဝင်ပလွေသွေးသူ့မြေမှာကြသလိုကျုပ်တို့သွေးလဲပြန်ရောပေးရမယ်တဲ့ဟင်ဒါတော့ဘယ်တရားမလဲဗျဝင်ပလွေတွေကအရင်ကျုပ်တို့ကိုစတိုက်ခိုက်တာကျုပ်တို့ကပြန်တိုက်ရမှာပဲဖြစ်လာမှတော့ဘယ်တက်နိုင်မလဲကိုလင်းခိုင်ရရင်ဆိုင်ရရုံပဲရှိတော့တာပေါ့ဖိုးတီကဖြစ်လာသမျှရင်ဆိုင်ရန်ဆုံးဖြတ်ချက်ချလိုက်ပြီးဖြစ်တာကြောင့်သူ့တနတ်အားတင်းတင်းပေါအောင်စုပ်ကိုင်းတနတ်ကအတင်ပြင်ကကိုဝါမှတဆင်အပြင်ဘက်တွင်တိုက်ခတ်နေသောနှင်းမုန်တိုင်းမြင်ကွင်းအားမှတ်မိတ်မဲ့သောစိုက်ကြည့်နေလျက်ရှိသည်အားလုံးမှာလည်းခဏတာငြိမ်သက်တိတ်ဆိတ်စွာဖြင့်ရှိသွားကြ၏အတွေးကိုကြီးဖြင့်ရှိနေကြတော့သည်အတန်ကြာမှတိုက်ခတ်နေသောနှင်းမုန်တိုင်းကတဖြည်းဖြည်းရောကြလာလျက်ပါဝင်ခြင်းသည်တဖြည်းဖြည်းငြိမ်သက်လာတော့သည်ဖိုဒီကသူ့ရဲ့အတွင်းမှာစက်နာရီကလေးအားထုတ်ကြည့်ကနာရီလက်တံများက8နာရီအားဖော်ပြနေလျက်ရှိနေသည်အချိန်ကညပင်ရောက်ခဲ့ကြပြီဖြစ်သည်တဝူဝူဖြင့်ဝင်းပလွေတကောင်ဆွဲငင်ဦးတန်းနှင့်အတူအခြားအရံမှဝင်းပလွေများဇက်တိုက်ထွက်ပေါ်လာပြီးအပြင်ဘက်ပါဝင်ခြင်းတွင်ဝင်းပလွေအုပ်ကြီးစူညံစွာဥနေကြလျက်ရှိသည်ဝင်းပလွေဦးတန်းကြားခြင်းနှင့်အတူထံမုံတယောက်လည်းထိုင်နေရာမှလှုပ်ရွာထားကကနာမငိမ့်စွာပါဇက်မှသွေးတန်းဖြင့်ရှောက်ပြောနေလျက်ရှိ၏ကိုဖိုးတီတောတောင်ရှင်မလာပြီလို့ထံမုံပြောနေတယ်လက်ပြန်တော်ကထံမုံစကားဘာသာပြန်ပေးရာအလုံးပင်လှိုင်ကူဝါမှအပြင်သို့ကြည့်နေကြတော့သည်မဲပိတ်စွာမှောင်နေသောပါဝင်းချိန်အပြင်ဘက်တွင်တဖြည်းဖြည်းအဖြူရောင်အလင်းနှန်းကြီးတစ်ခုခဝေးဝေးစီမှလှမ်းမြင်နေရ၏ထိုဖြူအောင်လင်းကြီးသည်တဖြည်းဖြည်းဗုဒ္ဓီတို့လူစုခုနာရလှိုင်ကူသို့တဖြည်းဖြည်းနီးကပ်လာနေလျက်ရှိသည်ဟာဝင်းပလူတွေအုပ်ကြီးပြို့မနေမနှောပါလားများလိုက်တဲ့ဝင်ပလီတွေတစုတစည်းတဲ့ခုမှတွေ့ဘူးတော့တယ်ဟိုမဝင်ပလီအုပ်ထဲမှာမိန်းကလေးတယောက်ပါလာတာတွေ့ကြလားဟိဟုတ်တယ်မိန်းကလေးတယောက်ဝင်ပလီတွေကြားမှာရောက်နေတာအတော်ထူးဆန်းတာပဲဗျို့အဖြူရောင်အမွေးပွားပွားဖြင့်ဝင်ပလီအုပ်ကြီးအလယ်တွင်ဖြူလွှားလွှားဝိယုံရှိကြီးဝစ်ဆင်ထားသောချောမောလာပါသောမိန်းမပြိုလေးတယောက်သည်ဝင်ပလီကြီးများအလယ်တွင်လိုက်ပါလာလျက်ရှိနေ၏အပြင်ဘက်သည်မဲမောင်နေတော့လေမိမပြိုလေးနှင့်ဝင်းပလီများလာတော့လင်းတစ်ချောက်သည်လင်းထိန်နေလျက်ရှိနေတော့သည်မိမပြိုလေးနှင့်ဝင်းပလီများသည်
ဖိုးတီတို့ရန်နေသောဂူပါဝါနှင့်မလန်းမကန်းသို့ရောက်သောအခါမှာရပ်လိုက်ကြ၏ဧည့်သည်တော်တို့တင်တို့သည်ကျွန်ုပ်နေမြေအတွင်းကျူးကျော်ဝင်ရောက်ရုံမကကျွန်ုပ်ငယ်သားများကိုပါတပ်ဖြတ်ကြသောသူများပင်ဖြစ်သည်ထို့အတွက်တင်တို့ဟာကျွန်ုပ်သည်ကျွန်ုပ်တပည့်များ၏အသက်အတွက်ရော်ကြီးပြန်တောင်းရပေလိမ့်မည်သို့တော်တင်တို့သည်ဧည့်သည်တော်များဖြစ်တာကြောင့်တင်တို့ဟာငဲ့ညာထောက်ထားမှုတစ်ခုပြုပေးမည်တင်တို့ရဲမှတယောက်သည်ကျွန်ုပ်၏ငယ်သားတယောက်နှင့်ရှင်ပြိုင်တိုက်ခဲရမည်အကယ်၍တိုက်ပွဲတွင်တင်တို့အနိုင်ရပါကဤနယ်မြေမှတင်တို့မှဲ့တပေါက်မစွန်းစေရအောင်ကျွန်ုပ်တာဝန်ယူသည်အကယ်၍ရှုံးနေမှာကတင်တို့အဖွဲသားနောက်တစ်ယောက်ရှင်ပြိုင်နိုင်သည်ထို့အတွက်ကျွန်ုပ်နေထိုင်ရာနန်းဆောင်သို့အတင်တို့ဟာဖိတ်ခေါ်အပ်ပါသည်တောင်တော်ရှင်မဟုဆိုသောမိမပြိုကဖိုးတီတို့အုပ်စုကိုကြည်ကအေးဆန်မာထန်သောလေတံဖြင့်တခွန်ချင်းပြောလာတာကြောင့်ဖိုးတီတို့လည်းအံ့ဩငြိမ်သက်စွာဖြင့်နားထောင်နေကြပြီးတောင်တော်ရှင်မစကားဆုံးသောအခါမှာတပ်ပြင်းများချလိုက်ကြရင်ဘလို့လောက်ကြမလဲကိုဖိုးတီဘာလောက်ကြမလဲသူတောင်းဆိုတဲ့အတိုင်းလိုက်သွားကြမလားတစ်ဖက်သက်ကြီးဗျာမတရားတာကျွန်တော်တို့ကအရင်ရန်စရလည်းမဟုတ်ဘူးကဲကျုပ်တို့ဟာသူ့နယ်မျိုးရောက်နေတာဆိုတော့မှားမှန်ကျုပ်တို့ဘက်ကပြောခွင့်မရှိဘူးဒီတော့သူကမ်းလှမ်းချက်ကိုလက်ခံရုံကလွဲပြီးတခြားမရှိဘူးသူသာတတ်ချင်ကျုပ်တို့အလွယ်တကူတတ်လို့ရတယ်ဗျာဗလားလင်းခိုင်လက်ပြန်တော်တို့ကဖိုးတီစကားကြောင့်ငြိမ်ကြသွားတော့သည်ကျုပ်တို့တောင်တော်ရှင်မဖိတ်ကြားမှုကိုကြည်ကြည်နက်နက်ကြီးလက်ခံပါတယ်ခင်ဗျကောင်းပြီဒါဆိုတင်တို့ကျွန်ုပ်နန်းဆောင်လိုက်ခဲ့ကြပါဖိုးတီကကမ်းလှမ်းချက်အားလက်ခံကြောင်းဂူအတွင်းမှာအော်ဟစ်လိုက်၏ဖိုးတီစကားကြောင့်တောင်တော်ရှင်မကသူ့နန်းဆောင်သို့သူတို့အဖွဲအားလိုက်ပါရန်ပြောကြရင်လာရလန်းတိုင်းနောက်ပြန်လဲကပြန်သွားကြပြီဖြစ်သည်တောင်တော်ရှင်မနောက်တွင်ကဝင်ပလေးများသည်သူတို့သခင်မှခြံရံကလိုက်ပါသွားကြသည်ဖိုးတီကဦးဆောင်ကဂူအတွင်းမှထွက်လာရင်တောင်တော်ရှင်မနောက်မနီးမဝေးမှသူတို့လူစုလိုက်ပါခဲ့ကြတော့သည်တောင်တော်ရှင်မနှင့်ပတ်သက်၍ထူးခြားမှုတစ်ခုအားဖိုးတီသည်ယခုမှပင်သတိပြုမိတော့၏ရှင်မကတောင်တော်ရှင်မသည်ဝင်ပလွေအုံနှင့်အတူသူတို့ရှေ့မလန်မကန်းမှသွားနေသည်တွင်ခြေလန်းလန်းသည်ကိုမတွေ့ရဘဲလေထဲတွင်လွင်မျောသွားနေသောပုံစံမျိုးပင်ဖြစ်နေသောကြောင့်ပင်ဖြစ်သည်တောင်တော်ရှင်မနောက်မှလာရင်ဖိုးတီတို့လူစုသည်မြင်မာသောတောင်ထိပ်တစ်ခုပေါ်သို့ရောက်လာခဲ့ကြတော့၏ဟာလှလိုက်တဲ့နန်းတော်ကြီးပြိုဟုတ်ပါရဲ့လှလိုက်တာရေခဲတွေနဲ့စောက်ထားတာမသိဘူးအံ့ဩဖို့ကောင်းလိုက်တာအတော်ကြီးလက်ရမြောက်ပြီးလှပတဲ့နန်းဆောင်မျိုးဒီနေရာမှာပဲတွေ့နေရတာအိမ်မက်မက်နေသလိုပဲပြိုတောင်ထိပ်ပေါ်ရောက်သောအခါဖိုးတီတို့လူစုတွေးလိုက်ရသည်ကရေခဲဖြင့်စောက်လုပ်ထားသောအမိုးအချုံတက်များဖြင့်လှပသောနန်းဆောင်ကြီးတစ်ခုအားတွေ့လိုက်ရသောကြောင့်တန်တော်ရေရွတ်မိနေကြခြင်းပင်ဖြစ်သည်နန်းဆောင်ရှိမြေခွက်လက်တွင်တောင်တော်ရှင်မကရက်လိုက်ရာသူမအနီးမှဝင်ပလွေများသည်အနီးရှိနန်းဆောင်အတွင်ဝင်ရောက်ပြက်ကွဲကုန်ကြတော့သည်တောင်တော်ရှင်မကနေရာတွင်ရက်လျက်လက်ခုပ်သုံးချက်တီးလိုက်သောအခါနန်းဆောင်အတွင်မှမိမပြိုလေးဆက်ရောက်ခံထွက်လာရင်ဘေးပတ်လက်တွင်အသင့်ရှိထားတူသောမိတော်များထွန်ညှိလိုက်တော်သည်ဖိုးတီတို့လူစုကမိတော်များပတ်ချလဲထွန်ညှိထားသောအလဲတဲတဲတွင်ရောက်ရှိသွားတော်သည်တောင်တော်ရှင်မကစီမီတုံလာထုံးသောမိမပြိုလေးတယောက်အားတီတို့တစုံတရာကပ်ပြောလိုက်ရာထိုမိမပြိုလေးကခေါင်းတငိမ့်ငိမ့်ဖြင့်တခြားကောင်မလေးများနှင့်အတူနန်းဆောင်အတွင်ဝင်ရောက်ပျောက်သွားကြပြန်သည်ဖိုးတီတို့ကဘာဆက်ဖြစ်လာမလဲဟုရင်တထိတ်ထိတ်ဖြင့်ငြိမ်သက်စွာဖြင့်ရှိနေကြတော့သည်ခဏကြာနန်းဆောင်အတွင်ဝင်သွားသောမိမပြိုလေးများသည်အောက်တွင်ဘိန်းများဖြင့်တက်ထားသောတစ်လုံးဖြင့်တိဆောက်ထားသောလောင်ချိုင်ကြီးတစ်ခုအားတွန်းရွှေ့လာကြတော့သည်တောင်တော်ရှင်မကထိုတစ်သားလောင်ချိုင်အားဖိုးတီတို့မနီမဝေတွင်ထားကလောင်ချိုင်အားဖွင့်ရန်အချက်ပြလိုက်သည်တကီးကြီးတကားကအော်မီတန်များလောင်ချိုင်ထဲမှထွက်ပေါ်လာခဲ့သည်အောင်မလေးဘာကောင်ကြီးလဲဟာလောင်ချိုင်အတွင်းမှအကောင်အားအစကတေချာမမြင်ရတော့လဲလောင်ချိုင်ဖွင့်၍ဒေါသတကြီးဖြင့်ထွက်ပေါ်လာသောထိုကောင်ကြီးအားကြည့်ကဖိုးတီတို့လူစု
အံ့ဩထိတ်လန့်သွားကြရတော့၏လူဝင်ကြီးတကောင်အပြည့်အစားများရှိကတကိုယ်လုံးအမွေးအမြင့်များဖုံးလွှမ်းလျက်ဝင်ပလီတကောင်၏ဦးကောင်းပုံရှိသောထိုကောင်ကြီးကဒေါမန်တကြီးအစွဲတဖွေးဖွေးဖြင့်မန်ဖီလျက်ရှိနေတော့၏တင်တို့အဖွဲ့ကဘသူတိုက်ခိုက်မလဲတိုက်ခိုက်မဲ့သူတယောက်ကဒီနေရာမှာကြမ်းခဲ့ပြီးအပြင်သူတွေအပြင်ထွက်ကြပါကြိုက်ရလက်နဲ့သုံးနိုင်ပါတယ်တောင်တော်ရှင်မဘက်မှာတိုက်ခိုက်မိအကောင်ကြီးအားကြီးကဖိုတီတို့လူစုတက်ချမ်းမြငြိမ်သက်သွားကြ၏ဒီကောင်ကြီးနဲ့တိုက်ရမှာလားမဖြစ်နိုင်ဘူးနော်တိုက်ဖို့မပြောနဲ့မြေုံနဲ့ကြောက်ဖို့ကောင်းနေပြီတယောက်တစ်ပေါက်စူညံနေကြတော့လေဖိုတီကငြိမ်သက်စွာရှိနေရင်မှစုံပြချက်တစ်ခုကိုပိုင်ပိုင်နိုင်နိုင်ချလိုက်ဟန်ပြီလင်းခိုက်ပြာပလလက်ပြန်နော်အခြားသူတွေခေါ်ပြီးအပြင်ထွက်ကြပါဟာကိုဖိုတီခမရတိုက်မလို့လားမလုပ်ပါနဲ့လင်းခိုင်နဲ့လက်ပြန်တော့တန်တော်မေးမြန်းခြင်းဟာဖိုတီကတည်ကြည်သောမျက်နှာဖြင့်အားလုံးကိုခြုံကြည့်၍ဒီတိုက်ပွဲကိုရှောင်လို့မရမယ့်အတူတူတိုက်ရတော့မယ်ဒီအတွက်ဒီကောင်ကြီးကိုကျုပ်အားလုံးကိုစားတိုက်ပြရစီကိုဖိုတီမတိုက်ပါနဲ့ဒီတိုက်ပွဲကိုကျုပ်တိုက်ပြရစီကျုပ်တို့အဖွဲ့ကိုစားကျုပ်တိုက်မယ်လေဟင်ဗျာမလားကိုဖိုတီကမွေကြီးလက်ကကျုပ်အသက်ကိုကယ်ဘူးတယ်နောက်တစ်ခုကရှေ့လာမဲ့ခီးစဉ်အတွက်ခေါင်းဆောင်ကောင်းတရားအဖွဲ့မှာလိုအပ်တယ်ဒါကြောင့်အခုတိုက်ပွဲမှာကျုပ်တိုက်ပြရစီဘယ်သူမှမတားကြပါနဲ့ဗျာပလာကထိုကောင်ကြီးကတိုက်ခိုက်ရန်တောင်တော်ရှင်မထံလမ်းအောင်ပြောရင်းဖိုတီတို့ကသူ့တိုက်ရန်ပြောလာခြင်းပင်ဖြစ်သည်တိုက်မဲ့လူပဲနေခဲ့ပါအခြားသူတွေအပြင်ထွက်ပေးကြပါဗျာပလာတတိထားတကယ်ချင်းဗျာပလာအောင်မြင်ပါစေလင်းခိုင်နဲ့လက်ပြန်တော်တို့ကဗျာပလာအားအာပေးစကားပြောလိုက်ကြ၏ဗျာပလာအဆဆရာတတိထားမပေါ်စားနဲ့ဟုတ်ကဲ့ကိုဖိုတီယခုကမီးတုံများလဲတွင်ဝင်းပလွေမိတ်ဆာကြီးနှင့်ဗျာပလာသာကြံ့နေရခဲ့တော့သည်ဖိုတီတို့အဖွဲ့အားဗျာပလာအတွက်စိတ်ပူပန်စွာကြည်နေသလိုတစ်ဖက်တွင်လည်းတောင်တော်ရှင်မကလူသားနှင့်ဝင်းပလွေမိတ်ဆာတိုက်ပွဲအားဝမ်းသာအားရရက်ဆက်ကောက်ကျစ်သောမျက်လုံးများဖြင့်မမိတ်မသုံးစိုက်ရှိနေလျက်ရှိနေသည်ဗျာပလာကသူ့ခါးကြားမှဓာကြီးအားလက်နှစ်ဖက်ဖြင့်မြဲမြံစွာစုပ်ကိုင်းလျက်သူရှိမှဝင်းပလွေမိတ်ဆာအားစောင့်ကြည့်နေလျက်ရှိသည်ဝင်းပလွေမိတ်ဆာကအခုဒီဗျာပလာအားဝင်ရောက်မတိုက်ခိုက်သေးပဲအစွဲတဖွေးဖွေးဖြင့်မန်ဖီလျက်ရှိနေသည်တောင်တော်ရှင်မထံမှလေချွန်တန်တစ်ချက်ထွက်ပေါ်လာသည်နှင့်တပြိုင်နက်ဝင်းပလွေမိတ်ဆာကဗျာပလာထံတဟုန်တို့ပြေးဝင်လာတော့သည်ဗျာပလာကအတော်ပင်တက်တိကောင်းသူဟုဗုဒ္ဓမှတ်ချက်ချမိသည်မကြောက်မလန့်ဖြင့်တွေးတင်ငိမ်လုံးစွာဖြင့်ဝင်းပလွေမိတ်ဆာအားရင်ဆိုင်တိုက်ခိုက်နေလျက်ရှိနေသည်ဝင်းပလွေမိတ်ဆာကြီးကလက်သေးရှည်ကြီးများဖြင့်ဗျာပလာကိုကုတ်ဆွဲတိုက်ခိုက်နေလျက်ဗျာပလာကပြန်လည်တိုက်ခိုက်ရန်မဆိုထားပြီးဝင်းပလွေမိတ်ဆာလက်သေးကြမှလွန်မြောက်ရန်အသေးအတန်ကြိုးစားရှောင်တိန်နေရလျက်ရှိသည်အာဗျာပလာဟင်ဗျာပလာကတစ်ချိန်တွင်ဝင်းပလွေမိတ်ဆာလက်သေးချမ်းမိကအင်ကြီးရမတ်ဆုပ်ပြဲလျက်ရင်ဘတ်မှသွေးများငေါက်ကနေပန်းထွက်လျက်လူလဲမြေပြင်ပေါ်သို့လဲကျသွားခြင်းကြောင့်ဗုဒ္ဓတို့လူစုစိုးရိမ်တကြီးအော်ဟစ်လိုက်ကြခြင်းပင်ဖြစ်သည်တောင်တော်ရှင်မကထုံမြင်ကွင်းအားကြည့်ကသဘောကျစွာရီမောနေလျက်ရှိနေသည်ဗျာပလာကစူးစား၍ထားရခါသူ့လက်မတာဖြင့်ဝင်းပလွေမိတ်ဆာလက်သေးချက်များခုခံကာကွယ်နေလျက်ရှိနေသည်တိုက်ပွဲကအချိန်ကြာလာသည်နှင့်အမျှဗျာပလာတကူလုံးသွေးများမြေမကောင်းအောင်ကျဆင်းနေလျက်ရှိနေသည်ဝင်းပလွေမိတ်ဆာလက်သေးချက်များကြောင့်ပင်ဖြစ်သည်ကြာလီဗျာပလာတယောက်ကလှုပ်ရှားမှုနှေးကွေးလာလေဖြစ်သည်ဗျာပလာကအချိန်နေမကောင်းတော့မှအားလုံးသိလိုက်ကြ၏အချိန်နေကရုပ်ကြီးအလဲပြောင်းတစ်ခုဖြစ်ပေါ်လာသည်ဗျာပလာသည်ဝင်းပလွေမိတ်ဆာလက်သေးချက်အားခေါင်းငုံရှောင်းတိန်လျက်ရှေ့သို့အရှိန်လွန်သွားသောဝင်းပလွေနောက်ကျောဘက်မှလဲကုတ်ပေါ်သို့ခုံ၍တက်လိုက်ပြီးလျှင်သူ့ခါးချမှဓမြောင်တိုလေးအားဆွဲထုတ်လျက်ဝင်းပလွေမိတ်ဆာလဲပင်အားအဆက်မပြတ်တစ်ချက်ပြီးတစ်ချက်ထိုးချလိုက်ခြင်းပင်ဖြစ်သည်ဝင်းပလွေမိတ်ဆာကနာကျင်စွာအော်ဟစ်၍
သူ့လေကုန်းမှဗျာပလအားဆွဲဖြုတ်လျက်ခဝေဝေသို့ပြစ်ပေါက်လိုက်တော်၏ဘိုးတီတို့လူစုကဗျာပလထံစိုးရိမ်တကြီးအော်ဟေ၍ပြေးဝင်သွားကြသောအခါတွင်ကဗျာပလသည်ပါဇက်မှသွေးတပွက်ပွက်အံငါခဏအကြာငြိမ်သက်သွားတော့သည်ဝင်းပလွေမိတ်ဆာဘိုးတီတစ်ချက်လမ်းကြည့်ရာဝင်းပလွေမိတ်ဆာကရုံးကန်အော်ဟစ်နေလျက်ရှိနေ၏ဘိုးတီလည်းဝင်းပလွေမိတ်ဆာအနီးသွားရင်သူ့နှလုံးစီသို့ချိန်ကတနက်ဖြင့်နှစ်ချက်သုံးချက်ဆင့်၍ပစ်ချလိုက်တော့သည်ဗျာပလားတငယ်ချင်းဖြစ်မှာဖြစ်ရလေကွာလက်ပြန်တော်ဟာသူ့တငယ်ချင်းအလောင်းအားဖက်လျက်ဝမ်ပန်တနဲ့ငိုချလိုက်တော့သည်ဖိုးတီတို့လည်းတဖွဲ့လုံးအတွက်အသက်ပေးသွားသောဗျာပလားအတွက်ဝယ်နေမဆုံးပြီကဲယခုတိုက်ပွဲမှာအတင်တို့နိုင်နာကြကျွန်ုပ်နေမိတွင်အခြားဘေးဒုက္ခတစုံတရာမတွေ့ဖို့ကျွန်ုပ်တာဝန်ယူတယ်ကဲအားလုံးပြန်နိုင်ကြပါပြီဖိုးတီတို့လူစုကဗျာပလားအလောင်းအားတဲပို့၍တောင်ထိပ်ပေါ်မှဆင်းလာခဲ့ကြတော့၏အားလုံးသည်နှုတ်ဆိတ်ငြိမ်သက်ခါရှိနေကြသည်ဗျာပလားအတွက်အားလုံးစိတ်ထိခိုက်နေကြသောကြောင့်ပင်ဖြစ်သည်ကိုဖိုးတီဟိုမှာကြည့်လိုက်ပါဦးတောင်တော်ရှင်မနေတဲ့နန်းဆောင်ကြီးဘယ်ပြောက်သွားပြီလဲဟာဟုတ်ပါရဲ့ဘယ်ပြောက်သွားပြီလဲမသိဘူးကိုလင်းခိုက်လင်းခိုက်စကားကြောင့်တောင်တဝက်ခန့်အရောက်တွင်သူတို့နောက်တွင်ကြံ့ရင်းနေခဲ့သောရေခဲနန်းဆောင်အားကြည့်လိုက်ရာထိုနေရာတွင်ဟာလာဟင်းလင်းမြေကွက်လိုက်ကြီးသာတွေ့ရပြီးထူးဆန်းစွာပျောက်ဆုံးသွားသောကြောင့်ပင်ဖြစ်သည်ထိုချင်းရာကိုတွေ့မြင်လိုက်ရသောသူတို့လူစုမှာကအံ့ဩတကြီးဖြစ်နေလျက်ရှိကအပေကြောင့်နန်းဆောင်ကြီးခဏအတွင်းပျောက်ကွယ်သွားသည်ကိုမတွေးတတ်အောင်ပင်ရှိနေသည်အချိန်မှလည်းအာယုံအလင်းရောက်ပင်ရောက်လာခဲ့ပြီဖြစ်သည်တောင်ကြီးတွင်ဗျာပလာအလောင်းအားကောင်းမွန်စွာမြုပ်နှံခဲ့ကြသည်အလုံးစိတ်မကောင်းဖျားသည့်အထက်လက်ပြန်တော်သည်အစိုးဆုံးပင်ဖြစ်သည်စကားလုံးဝမပြောတော့သလိုနားနေချိန်များတွင်လည်းတယောက်တည်းတွေ့ငင်းငင်းရှိနေတတ်၏ထမင်းဟင်စားဟန်ဖြောင်ပြပြောဆိုတော့လဲလက်ပြန်တော်အားရင်ပြည့်နေသည်ဟုဆိုအောင်မစားရင်ရင်းဆန်နေတတ်၏လက်ပြန်တော်ကတငယ်ချင်းဖြစ်သူပြပလားအတွက်အတော်စိတ်ထိခိုက်ခံစားနေရဟန်တူ၏သုံးရက်ခရီးများတွာလာကြပြီးတော့တတော်အုပ်တစ်ခုအားဖြတ်တန်းလွန်မြောက်လာချိန်တွင်ဟင်ဘလို့လုံးကြမလဲသူတို့ရှေ့တွင်ကျောင်းနက်ကြီးတစ်ခုရှိနေတာကြောင့်အားလုံးအကြံအိုက်စွာစိတ်ပြက်လက်ပြက်ထိုင်လိုက်ကြတော့သည်တစ်ဖက်ကန်းတွင်သွားရန်မလွယ်ကူသောအခြေအနေပင်ဖြစ်သည်မြေပုံညွန်ရာအခြားနေရာမှာရှောင်ကွင်းသွားရန်လမ်းမရှိကြရှေ့မှသွားခဲ့သောလမ်းများကမိတို့သွားခဲ့သည်ပတိသူတို့ကကြောက်တစ်ဖက်သို့သွားလာရင်မကြံတတ်အောင်ရှိနေခြင်းဟာလူရိုင်းတွေဘုံဒီတန်များအော်ဟစ်ညာတန်ပေးတန်များကြားရခြင်းနှင့်အတူသူတို့လူစုထံလက်နက်လေးများကင်ဆောင်ထားသောလူရိုင်းအယောက်20ခန့်ရောက်လာကြ၏ဖိုးတီတို့လူစုကလူရိုင်းများဖမ်းဆီးခြင်းကိုခံလိုက်ရတော့သည်ဖိုးတီတို့လူစုဟာကွင်းမြင့်တစ်ခုတွင်တိုင်တိုင်းစီတွင်ကြိုးဒုက္ခမိဘုံပွဲလှုပ်လျက်လူရိုင်းများစူးညံစွာကခုန်နေလျက်ရှိနေကြ၏ညတဖြည်းဖြည်းနှက်လာသောအခါလူရိုင်းများသည်ဖိုးတီတို့လူစုအားဒီအတိုင်းထားခဲ့လျက်တောအတွင်အဆုစုဝင်ရောက်ခါပျောက်ကွယ်သွားကြတော့သည်လက်ပြန်တော့သူတို့ကျုပ်တို့ကိုဘာလို့ဒီမှာထားခဲ့ရလဲမသိဘူးကျွန်တော်လည်းမခံမန်းတတ်ဘူးကိုဖိုးတီယာသူတို့ပုံစံကြည့်ရတာအသားစားလူရိုင်းတွေတော့မဟုတ်လားဘူးဖိုးတီကသူ့အနီးဆုံးတိုင်တွင်ရှိနေသောလက်ပြန်တော်ဟာအကူအညီရလိုရညာလမ်းမိလိုက်ခြင်းပင်ဖြစ်သည်သူတို့စကားပြောဆိုနေကြချိန်မြေပင်သည်တိတ်ငနေတစ်ချက်တုန်ခါသွား၏ကိုဖိုးတီဟိုမှာဟင်မွေကြီးတကောင်သည်တောင်ကြီးကိုပေါက်တစ်ခုအတွင်းမှထွက်လာလျက်သူတို့လူစုအနီးနာတိုးကပ်လာနေ၏ယထာတစည်းကိုယ်တယ်များရှိသောခန္ဓာကိုထန်ဒီလုံခန့်များရှိသောမျက်လုံးနီကြီးဖြင့်မွေနဂါးကြီးအားကြည့်ရင်ဖိုးတီကသူတို့လမ်းတနေရာတွင်တွေ့ခဲ့ရသောမွေကြီးသည်ယခုမွေကြီးဖြစ်လာနိုင်သည်လားဟုတွေးမိလာသည်ဖြစ်နိုင်ကြလည်းရှိသည်မွေကြီးကလှည့်ပတ်သွားလာနေခြင်းဖြစ်ဟန်တူ၏အလုံးကမွေကြီးသူတို့အနီးကပ်လာခြင်းကြောက်လန့်ကြရှိနေကြတော့သည်မွေကြီးကသူနှင့်အနီးဆုံးတိုင်တိုင်တွင်
ချီနှောင်ထားသောအထမ်းသမားတစ်ယောက်အားသူခန္ဓာကိုယ်ဖြင့်ရစ်ပတ်လိုက်သောကြောင့်အယိုးကျိုးတန်တပြေးပြေးနှင့်အတူအသေးခိုင်မတက်နာကျင်စွာအော်ဟစ်တန်ကြီးထွက်လာတော့သည်မွေကြီးကထိုအထမ်းသမားကိုပါဇက်အတွင်မှအထီအချွဲများအံ့ချလျက်ဦးကောင်မှစတင်မြူနေတော့သည်ခဏအတွင်းမှာပင်အထမ်းသမားသည်မွေကြီးပိုက်အတွင်ရောက်သွားခဲ့ပြီဖြစ်သည်ကိုဖိုးဒီလူရိုင်းတွေကကျုပ်တို့ကိုမွေးသားကျွေးခဲ့တာကိုဗျကျုပ်တို့အားလုံးကိုမွေးရစားတော့မယ်ဒီတစ်ခေါက်တော့ကျုပ်တို့တေရပြီထင်ပါရဲ့လက်ပြန်တော်ကြီးကိုဖိုးဒီအဖွဲသားတွေကိုတေချာဥဆောင်ပြီးခီးဆက်ပါဖိုးဒီကလက်ပြန်တော်စကားကြောင့်အံ့ဩသွားရ၏ကျုပ်တို့ခံရကမွေကြီးအစားခံရတော့မိအရေးကြောင့်လက်ပြန်တော်တယောက်စိတ်ဖောက်သွားခဲ့ပြီးထင်သည်ကျုပ်ပြောတဲ့စကားယုံမလားကိုဖိုးဒီမကြီးဒီပလင်းကသုံးသက်တည်အစိတ်ထည့်ထားတဲ့ပလင်းပဲဒီအစိတ်မိထားတဲ့ငှက်ကိုခွေးစားရင်ခွေးသေးတယ်အဲ့ငှက်စားလို့တည်တဲ့ခွေးကိုလူစားရင်လူသေးတဲ့အထိအစိတ်ကပြင်းတယ်ဟင်လက်ပြန်တော့ခမရဘာလို့မလို့လဲအဲ့လိုမလုပ်ရအောင်နော်အချင်းတွေကရွေးချယ်ခွင့်မပေးတော့ဘူးကိုဖိုးဒီကအခုတလောကြုံညာအိမ်ရင်ဗျာဗလာကခဏခဏအိမ်မက်ထဲမှာသူ့စီလာဖို့လာခေါ်နေတယ်အဖွဲသားတွေကိုတေချာဥဆောင်ပြီးခေါ်သွားပါကိုဖိုးဒီကျွန်တော်နှုတ်ဆက်ပါတယ်လက်ပြန်တော်လက်ပြန်တော်ဟာသူ့လက်ပင်တွင်ကျိုးပြင်ဆွဲထားသောပလင်းငယ်တစ်လုံးကိုခိုက်ခိုက်ခဲခဲပါဇက်တွင်ကိုက်ခါငုံထားရင်ဖိုးဒီကပြောလာခြင်းပင်ဖြစ်သည်လက်ပြန်တော်အကြံကမွေကြီးသူ့ကိုစားပါကအစိပ်ပလင်းအားသွားဖြင့်ကိုက်ခါဖောက်ခွဲလိုက်မည်ဖြစ်ကြောင်းဖိုးဒီတီးလိုက်ရသောကြောင့်အလန်တကြားတားနေမိခြင်းပင်ဖြစ်သည်ဟေးငါ့ကိုလာကိုက်စမ်းပါမွေကြီးကဟာဟာဟာလက်ပြန်တော်အားအထမ်းသမားနောက်တစ်ယောက်ထံတိုးကပ်သွားသောမွေးနဂါးကြီးအားအော်ဟစ်လိုက်ရင်သဘောကျကရေမောနေလျက်ရှိနေ၏မွေကြီးကလက်ပြန်တော်အော်ဟစ်သောစကားကြောင့်လက်ပြန်တော်ထံလျင်မြန်စွာတိုးဝင်လာရင်လက်ပြန်တော်အားသူ့ကိုယ်လုံးကြီးဖြင့်ရစ်ပတ်ခါညှစ်ချလိုက်တော်သည်အယိုးကျိုးတန်တကြွကြွနှင့်အတူလက်ပြန်တော်၏နာကျင်စွာညီးတက်တဲ့အော်တန်ထွက်လာတော့သည်ဖိုးဒီကလက်ပြန်တော်အဖေအားမကြည့်ရနိုင်စွာမျက်လုံးမိတ်အန်ကျိတ်ခါမခံရနိုင်စွာလက်ပြန်တော်နိုင်မီအားခေါ်ချလိုက်သည်မွေကြီးကလက်ပြန်တော်အားခေါင်းမတဆင့်စတင်မြူနေခဲ့ပြီဖြစ်သည်သူ့ရဲ့စိတ်ပလင်အားလက်ပြန်တော်ခွဲချင်ရခဲ့မရခဲ့ဖိုးဒီမတီးခဲ့ပါကြီးမကြမီလက်ပြန်တော်တရားမွေးမြူခံရသည်မှာတကိုယ်လုံးပျောက်သွားတော့သည်မွေကြီးကယခုထိအစာမဝသေးဟန်ဖြင့်ဖိုးဒီအနာချီကပ်လာတော့သည်ဖိုးဒီကမျက်လုံးမိတ်ချလိုက်ရင်ဖျားသာတာနေမိတော့သည်မွေကြီးသည်ရုတ်တရက်ဖိုးဒီတို့အနီးမှခွာကတောင်ကြီးသူ့လိုင်ကူအတွင်ဝင်ပြေးရန်ပြုသည်သို့သောလန်ခုလန်မှာပင်ပြေးရရော့ကမွေကြီးပေါ်သူ့ကိုယ်လုံးကြီးဖြင့်လူးလိမ့်နေလျက်မချီမဆန်ဝေဒနာကြီးတစ်ခုခံစားနေရဟန်တူ၏လက်ပြန်တော့အစိမ်းကြောင့်ပင်ဖြစ်ရန်တူသည်ဖိုးတီတို့ကရင်တထိတ်ထိတ်ဖြင့်စောင့်ကြည့်နေရာတနာရီခန့်အကြာတွင်ကမွေကြီးကလှုပ်ရှားမှုကင်းမဲ့ကငြိမ်ကျသွားတော့လေသည်မွေကြီးငြိမ်သက်သွားခြင်းနှင့်အတူတော်စမ်းမှလူများအရှုပ်ရှုပ်ထွက်လာကြသည်သူတို့ကမွေသေးကြီးကိုကြည့်လိုက်ဖိုးတီတို့ကိုကြည့်လိုက်ဖြင့်တအံ့တအောရှိနေကြသည်တကယ်ကမွေကြီးတီကသူတို့နတ်ဖျားအဖြစ်ကိုးကွယ်ကြခြင်းပင်ဖြစ်သည်သူတို့ဘိုးဘအစဉ်ဆက်ကိုးကွယ်ခဲ့သောမတိဆုံးနိုင်ဟုထင်မှတ်ခဲ့သောနတ်ဖျားအားယခုလိုတိဆုံးနေသည်ကိုတွေ့လိုက်ရသောအခါဖိုးတီတို့အုပ်စုအားထိတ်လန့်စွာမြေပြင်တွင်ခေါင်းငုံ၍အယိုသေးပြုနေကြသည်ထို့အတူခြိထားသောကျိုးများဖြေပေးလျက်အရိုင်းကောင်းဆောင်ဖြစ်ရန်တူသောလူတစ်ယောက်ရှေ့ထွက်လာကသူတို့ဘာသာစကားဖြင့်ပြောဆိုလာသည်ကြည်ရသည်မှာဖိုးတီတို့ယခုလိုဖမ်းဆီးထားမိသည်ကိုတောင်းပန်နေဟန်တူသည်ဖိုးတီကလည်းလက်ဟန်ချေဟန်ဖြင့်ခွင်လိုကြောင်ပြောရာလူရိုင်းဘရင်ကအတော်ပြော်သွားဟန်ဖြင့်ဖိုးတီတို့လက်နက်အထုပ်ပိုးများပြန်ပေးလာသည်ဖိုးတီက6တစ်ဖက်ကန်းသို့ကူးလိုကြောင်လက်ဟန်ချေဟန်ဖြင့်ပြောရာသူတို့ကူညီမိဟုအံ့ဩစွာဖြင့်အမူအရာပြလာ၏အရိုင်းကောင်းဆောင်ထည့်ပေးလိုက်သောလူရိုင်းအယောက်20သည်
6ကမ်းမနာရောက်သောအခါခဝဝတောင်းတောင်လူရိုင်းတယောက်ကအောက်ဆုံးမှနေ၍တယောက်ပေါ်တယောက်တက်ခါဆင်လိုက်ကြ၏ဖိုးတီတို့ကလူရိုင်းများဘာလို့မလဲဟုစိတ်ဝင်စားစက်ကြည့်နေရထို့စစ်ထားသောလူရိုင်းများသည်တဖြည်းဖြည်းအောက်သို့နှိမ့်ကျလာလျက်တစ်ဖက်ကန်းသို့ရိမ့်ကျသွား၏ယခုမှပင်ဖိုးတီတို့ကသဘောပေါက်ချပြီးလူရိုင်းများကလူသားတရားထုံးနေကြခြင်းပင်ဖြစ်၏ဖိုးတီတို့လည်းတစ်ဖက်ကန်းသို့တွေ့တန်းထားသောလူရိုင်းကြောပေါ်မှတဆင့်ခက်ခဲနင်းဖြတ်၍တစ်ဖက်ကန်းသို့ကူရတော့သည်တစ်ဖက်ကန်းသို့ဖိုးတီတို့ရောက်သွားသောအခါတစ်ဖက်ကျောက်ထိပ်တွင်တစ်ကိုင်းအားဆွဲထားသောလူရိုင်းကအတန်တစ်ချက်ပြူကာတစ်ကိုင်းလွတ်လိုက်ရာလူရိုင်းတန်းကြီးသည်မိုးခေါ်မြင့်တက်သွားလျက်တစ်ဖက်ကန်းသို့ပြန်ရောက်ခါအပေါ်မှတယောက်ပြီးတယောက်ဆင်းနေကြတော့၏ဖိုးတီကလူရိုင်းများလက်ပြ၍အပြန်ခီးတွင်သူတို့လူရိုင်းများအားခေါ်ရန်ပေးလိုက်သောကျွဲကြိုခရအားအနီးအပါးတစ်ပင်တစ်ပင်တွင်ချိတ်ဆွဲထားလိုက်သည်ထို့နောက်သူတို့၏မပြီးနိုင်သောခီးအတွက်ဆက်လက်ထွက်ခွာလာကြပြန်သည်ဖိုးတီအာယုန်ထဲတွင်ကဝင်းပလွေမိတ်စာတန်းအသက်ပေးသွားရသောဗျာပလာနှင့်မွေနဂါထံအသက်ပေးလိုက်ရသောလက်ပြန်တော်တို့နှစ်ယောက်အားအထူးတလဲသတိရနေမိသည်အဖွဲအတွက်တည်ခြင်းတရားကိုမကြောက်မလန့်ရင်ဆိုင်ဝန်းကြသောသူရဲကောင်းနှစ်ယောက်ကိုဖိုးတီကဘယ်တော့မှမေ့နိုင်တော်မူမဟုတ်ချေ